လာပါရှင်ဒါလေးကစီထပ်ပြီးတော့တစ်ထိုးနေတဲ့ဘဝပတ်တန်လေးပါအဲ့စီကြည့်ရတော့ဒီပတ်တန်လေးပေါ့နော်ဒီပတ်တန်လေးကိုကြည့်ပြီးထိုးထားတာသူကတော့စာအုပ်မှတ်တဲ့အမျိုးလေးပုံစံမျိုးထိုးပြတာအဲ့စီကြည့်ရဲ့ tutorial ပေါ့နော်ဒါပေမဲ့အဲ့ဒီပတ်တန်လေးကိုကြိုက်လို့အဲ့ဒါလေးကိုယူပြီးတော့အဲ့စီကကိုပတ်သက်ကိုဒီဘဝဆက်တဲ့ဒီဇိုင်းလေးတုံးပြီးတော့ဘဝလေးထိုးတာပေါ့နော်ဒီမှာကတော့သူကနက်ပြရောင်လေးနဲ့ပန်းရောင်လေးဆက်ထိုးတာပေါ့နော်အဲ့ဒါစီကပထမစဉ်းစားနေတာဒါမပြီးသေးဘူးခုမှ3တန်းပဲထိုးရသေးတယ်ပေါ့နော်အဲ့ဒါလေးကိုကတော့ရှောက်စဉ်းစားတာပေါ့နော်အရောင်လေး2ခုဆက်မယ်ဒီလိုမျိုးလေးထပ်ပြီးတော့ထိုးမယ်ပေါ့နော်ထပ်ပြီးတော့အပြားလေးပန်းရောင်လေး2တန်းပြီးတော့မှအပြားလေးဖောက်မယ်ပေါ့နော်ကိုကပန်းရောင်လေးလေးသဘောကျတော့အဲ့လိုမျိုးလေးထိုးမယ်လို့စိတ်ကူးပြီးတော့ထိုးနေတော့ပေါ့နော်အဲ့တော့စဉ်းစားတာဒီလိုမျိုး6တန်းလောက်ထိုးမယ်ဒါမှမဟုတ်လို့ရှိရင်လည်း8တန်းလောက်ပေါ့နော်အဲ့လိုမျိုးလေးထိုးမယ်လို့စဉ်းစားရတယ်အဲ့တော့အခုအစီထိုးပြချင်တာကဒီပတ်တန်ထိုးပုံလေးပေါ့နော်ဒီပတ်တန်လေးကိုဘယ်လိုထိုးလဲဆိုတာလေးထိုးပြမယ်အဲ့တော့ဒီမှာကတော့ပန်းရောင်လေးနဲ့ထိုးတာကပိုပြီးမြင်ရလွယ်တယ်ပေါ့နော်စီကဒီကဆက်ရမှာတော့အမှန်တကယ်ကတော့ဒီနက်ပြရောင်လေးပြန်ဆက်ရမှာပေါ့နော်ဒါပေမဲ့နက်ပြနဲ့ထိုးပြလို့ရှိရင်အသေးချာမမြင်ရမှာဆိုလို့ပန်းရောင်လေးနဲ့ထိုးပြမယ်နော်ဒီတော့ဒါလေးကသုံးမှုချီလေးနဲ့ထိုးလက်စာလေးပေါ့နော်ထိုးလက်စာလေးနဲ့ထိုးပြမယ်အဲဒီတော့ဒီပတ်တန်လေးကိုထိုးမယ်သူကအရင်ဆုံး green လေးလုပ်လိုက်မယ်နော်green လေးရင်လုံးမယ်ပြီးသွားရင်ပထမအဦးဆုံးသူက green လေးဖြစ်အောင်ရင်လုပ်ရမယ်ပေါ့နော်အဲ့တော့အဲ့ green လေးလုပ်ဖို့ကိုဖွန်မီပေါ့နော် the chain လေး4ခုထိုးမယ်1 2 3 4ခုရင်ထိုးမယ်ပြီးသွားရင် green ဖြစ်သွားအောင်လို့ပထမအဦးဆုံး chain မှာပြန်ပြီးတော့ယူလိုက်မယ်ပေါ့နော်ပထမအဦးဆုံး chain မှာပိတ်လိုက်မယ်ပြီးသွားလို့ရှိရင်သူကတိုင်တိုရင်စာထိုးမယ်ပေါ့နော်အဲ့တော့ဒီအလဲပေါ့နော် green ဖြစ်သွားတယ်ဒီ green အလဲပေါ့အဲ့ဒီ green လေးမှာဘယ်လောက်ထိုးမလဲဆိုရင်5ခုထိုးတယ်ပေါ့နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
3 4 5အဲ့တော့5ခုရသွားပြီဆိုလို့ရှိရင်နောက်ထပ်ချိန်4ခုထိုးမယ်ပေါ့နော်1 2 3 4ခုရပြီဆိုလို့ရှိရင်ဒီနေရာမှာပြန်ပြီးတော့ green ဖြစ်အောင်ပြန်ထိုးမယ်ပေါ့နော်အဲ့တော့ဒီနေရာလာမယ်ပြီးရင် green လေးပိတ်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်သူကဒီမှာ green လေးရသွားပြီပေါ့နော်ဒီထိပ်မှာ green လေးရသွားပြီအဲ့တော့အဲ့ဒီ green မှာပြန်ပြီးတော့နောက်ထပ်5ခုထပ်ထိုးမယ်ပေါ့နော်ဒီကနေလာမယ်ပြီးရင်1နော်အဲ့ဒါမျိုး5ခုထိုးမယ်1 2 3 4 5ခုပြည့်သွားပြီဆိုလို့ရှိရင်နောက်ထပ်ချိန်4ခုထိုးမယ်1 2 3 4ခုရသွားပြီဆိုရင်ဒီထဲမှာ green လေးဖြစ်အောင်ပြန်ပြီးတော့ထိုးမယ်နော်ဒီ pattern လေးကထိုးရတာလွယ်တယ်ပြီးတော့ချစ်စရာလည်းကောင်းတယ်ပေါ့နော်အဲ့တော့ green လေးရပြီဆိုရင်ဒီဘက်ကိုတစ်ဖက်ပြန်လှည့်မယ်ပြီးရင်ဒီနေရာမှာခုနလို5ခုပြန်ထိုးမယ်
2 3 4 5အဲ့တော့အဲ့ဒီ pattern အတိုင်းကိုမစီတို့ကထပ်ထိုးသွားမယ်ပေါ့နော်အဲ့တော့ chain လေးခုပြီးရင်ခွင်းလေးထိုးမယ်တစ်ဖက်လှည့်မယ်5ခုထိုးမယ်1 2 3 4 5အဲ့တော့အဲ့ပုံစံလေးအတိုင်းဆက်ထိုးသွားမယ်ပေါ့နော်အဲ့ဆိုရင်သူကဒီလိုမျိုးအကွေဝိုက်ပုံစံမျိုးလေးတွေရလာရောပေါ့နော်6ခု9ခုလောက်ထိုးလိုက်လို့ရှိရင်သူ့ပတန်လေးကပေါ်လာရောပေါ့နော်သူ့ပတန်လေးကပေါ်လာရောဘဝတစ်တဲပြီးဖို့တော့ကြာကြီးတော့ထိုးရတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းစိတ်ပါလက်ပါထိုးတယ်ဆိုလို့ရှိရင်တော့2ရက်3ရက်လောက်စတိုက်ထိုးရင်တော့ဘဝတစ်ထဲတော့ထွက်တယ်ပေါ့နော်3 4ခွင်းလေးပြန်လုပ်မယ်ပြီးရင်5ခုထိုးမယ်4 5အဲ့တော့အဲ့လိုပုံစံမျိုးလေးနဲ့တောက်လျှောက်စီထိုးသွားမယ်ပေါ့နော်သူကလေရမ်းညှိချင်တာအမြဲတမ်းဒီတိုးမွေးနဲ့စီရင်ဖြစ်ရတယ်ပေါ့နော်အခြားနောက်ထပ်တစ်စားနေပြီးတော့လာညှိအဲ့ဒါကိုယူနေတဲ့ခြီနဲ့လာပြီးလုံးအဲ့ခြီတွေနဲ့အစီနဲ့အမြဲတမ်းရန်ဖြစ်တယ်ပေါ့နော်အဲ့တော့တယောက်တည်းခြီထိုးနေပြင်းနေမှာဆိုလို့ခြီနဲ့လည်းရန်ဖြစ်ပြီးထိုးတော့တိတ်မပြင်းတော့ဘူးပေါ့ဒီမှာအဲ့တော့အဲ့ဒီဟာလေးကိုဆက်ထိုးသွားလို့ရှိရင်သူကဒီ pattern လေးထွက်လာတယ်ပေါ့နော်အဲ့ဒီ pattern လေးထွက်လာပြီးဒီမစီလိုချင်တဲ့ဒီရှည်တိုင်းပေါ့နော်အရှည်တိုင်းသူရဲ့ဒီအခုရေပေါ့နော်အခုရေအတူတူထွက်လာပြီးဆိုတော့မှအစီကဒီမှာပြန်လာပြီးတော့ဆက်တယ်ပေါ့နော်အဲ့ဒါဘယ်လိုဆက်လဲဆိုတာစီပြမယ်ပန်းရောင်လေးကပုံမြင်တာလို့ပေါ့နော်ပန်းရောင်လေးကပုံမြင်တာလို့ပန်းရောင်လေးနဲ့ပြမယ်အဲ့တော့ဒီမှာဆိုရင်စီကဒီကနှစ်ခုပေါ့နော်အဲ့တော့ဒီဘက်ကတစ်ခုပြီးသွားပြီဆိုလို့ရှိရင်ဒီအခွင်းလေးတွေကိုထိုးထားရတယ်ပေါ့နော်ထိုးထားပြီးတော့နောက်တစ်ခုကလာပြီးတော့ဒီမှာလာဆက်တဲ့ချိန်မှာဒီခွင်းနဲ့ပြန်ပြီးတော့အစီတို့ကဆက်တာပေါ့နော်ဒီကနေမှပြန်လာပြီးတော့ဒီခွင်းမှာလာဆက်တာအဲ့တော့ဒီ chain လေးတွေကဘယ်နှခုထိုးလဲဆိုလို့ရှိရင်ဖို့မီ5ခုထိုးတယ်ပေါ့နော်ဒါလေးကို5ခုထိုးတယ်ပြီးရင်ဒီအကွေးလေးတွေရဲ့ထိပ်ပေါ့နော်သူက9တိုင်ထိုးထားတာဖြစ်တဲ့အတွက်ဒီအလဲတိုင်းပေါ့နော်3တိုင်မြောက်ပေါ့3တိုင်မြောက်မှာသူကတစ်ခုလာချိတ်ပြီးသွားရင်နောက်ထပ်ဒီအကွေးမှာကိုရဲ့အလဲမှာဒီဖို့မီ5ခုနဲ့ထိုးပြီးရင်ဒီမှာလာချိတ်ပေါ့နော်အဲ့လိုမျိုးနဲ့စတိုက်အဲ့ဒီမျိုးခွင်းလေးတွေထိုးသွားတယ်ပြီးတော့မှနောက်ထပ်ဒီဘက်ကလာဆက်မယ်ဒီဟာပေါ့နော်အဲ့ဒီဟာကနေမှပြန်လာပြီးတော့ဒီနေရာမှာဖို့မီ2တိုင်ထိုးပြီးသွားရင်ဒီခွင်းမှာလာချိတ်ပြီးရင်ဖို့မီ2တိုင်ပြန်ထိုးဒီမှာပြန်လာချိတ်2တိုင်ထိုးဒီမှာချိတ်ပြီးရင်ဒီမှာထိုးပေါ့နော်2တိုင်ဖို့မီ2တိုင်ထိုးပြီးရင်ဒီမှာလာချိတ်ပေါ့နော်အဲ့လိုမျိုးနဲ့ပြန်ပြီးတော့တွဲတာပေါ့နော်ဆိုတော့အဲ့ဒီဟာမှာအဲ့လိုမျိုးတွဲလိုက်ပြီးနောက်ဆုံးကြာရင်သူကဒီလိုမျိုးလေးရသွားရောပေါ့နော်အဲ့တော့ဒီနေရာမှာပို့ပြီးတော့သူကကျိုးရှည်ရှည်လေးလိုချင်တယ်ဆိုလို့ရှိရင်
9ခုဖုံမီ9ခုမထိုးဘဲနဲ့ဖုံမီ9ခုထိုးရင်လည်းရတယ်ပေါ့နော်ဖုံမီ9ခုထိုးရင်တော့သူကဒီနေရာမှာပို့ပြီးတော့ကျဲတာပေါ့နော်ပို့ကျဲတယ်အဲဆိုရင်ဆွဲလိုက်လို့ရှိရင်ပို့ပြီးကျဲလေးရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတွေကတော့ကိုယ့်ရဲ့စိတ်ကူးရှိတဲ့အတိုင်း0ထိုးလို့ရတယ်ပေါ့နော်ထိုးလို့ရတယ်ဆိုတော့ဒါဒီပတ်တန်ကိုပဝါထိုးတဲ့နည်းလေးဖြစ်ပါတယ်အဲ့တော့စီကစိတ်ကူးပေါင်ပေါက်တယ်လို့ပေါ့နော်စိတ်ကူးပေါင်ပေါက်တယ်လို့ရှောက်ထိုးတယ်ပေါ့နော်ရှောက်ထိုးတယ်ဒီလိုမျိုးဟာကိုသူရဲ့ဒီချိတ်တဲ့နီးစနစ်ပေါ့နော်ချိတ်တဲ့နီးစနစ်ပုံစံကိုတခြားပတ်တန်နဲ့ချိတ်ပြီးထိုးလဲရတယ်ပေါ့နော်ဒါဒီလိုမျိုးပတ်တန်ကိုတိုးပြီးတော့ဒီလိုမျိုးပဝါချိတ်ထိုးတဲ့ဟာပုံစံမျိုးထိုးလို့ရတယ်လို့အဲ့လိုနောက်ထပ်ပဝါလေးတစ်ခုအသေးပုံလေးပေါ့နော်အသေးပုံစံလေးနဲ့လှုပ်ထားပြီးတော့ဒီလိုချိတ်တဲ့ဟာလေးလည်းရှိရပေါ့နော်အဲ့ဒီဟာလေးဗီဒီယိုနောက်တစ်ခုမှာပြပေးမယ်အဲ့ဒါကြတော့ဒီနေရာကြားမှာအသေးလေးဖြစ်သွားပါတော့အခုဒါလေးကတော့သူကလိုမျိုးဒီလိုလှိုင်းပုံစံမျိုးပြောမလားပေါ့နော်အဲ့လို shape ပုံစံမျိုးလေးနဲ့ထိုးတဲ့ပဝါပတ်တန်ဖြစ်ပါတယ်အသေးလေးနဲ့ထိုးလဲရတယ်ပေါ့နော်အသေးလေးဆိုလဲအဲ့လိုပဲအဲ့လိုအသေးပုံလေးတွေတဒန်းကြီးထိုးသွားရတယ်ပေါ့နော်တဒန်းကြီးထိုးသွားရတယ်ပြီးတော့မှဒီဟာအသေးပုံတဒန်းချင်းစီကိုပြန်ပြီးတော့အစီကိုပြန်တွဲတယ်ပေါ့နော်အဲ့ဒါမျိုးလေးထိုးလဲရတယ်အဲ့တော့ဒီပတ်တန်လေးတွေကလွယ်တယ်ပြီးရင်အဲ့လိုအများကြီးမှတ်စရာမလိုဘူးပေါ့နော်ပတ်တန်အများကြီးမှတ်စရာမလိုဘူးသူရဲ့ဒီပတ်တန်ပုံစံကဒီတိုင်းပဲထိုးတာဖြစ်တဲ့အတွက်ထိုးရတာလွယ်တယ်ပြီးရင်ပြန်ဆက်ရတာလည်းလွယ်တယ်ပေါ့နော်တခုပဲ0ကဒီပတ်တန်ကိုအရှည်ထိုးတာဖြစ်တဲ့အတွက်သူရဲ့ဒီပတ်တန်အရှည်အတွက်ဒီမမှားဘူးလို့တယ်ပေါ့နော်ပတ်တန်အရှည်အတွက်တူဖို့လိုတယ်မဟုတ်လို့ရှိရင်ဒီပြန်တွဲတဲ့နေရာမှာပြဿနာတက်တယ်ပေါ့နော်ဒီအခုရေတစ်ခုလောက်ကွာသွားတာနဲ့ဟိုဒီမှာပြန်တွဲလို့မရတော့တာမျိုးတွေရှိရပေါ့နော်အဲ့လိုဆိုတော့ဒီအရေးအတွက်လေးတွေကိုတော့အသေးချာလေးမှတ်ပြီးတော့ပေါ့နော်မှတ်ပြီးထိုးလို့ရတယ်အစီကတော့အခုရေကိုမှတ်ပြီးတော့မထိုးဘူးမှန်းပြီးတော့အရှိကိုထိုးလိုက်တယ်ပေါ့နော်ကိုလိုချင်တဲ့အရှိရလောက်ပြီလို့စိတ်ထဲမှာထင်တဲ့အခါမျိုးကြာရင်တော့သူ့ရဲ့ဒီပတ်တန်လေးတွေကိုထပ်လိုက်တယ်ပေါ့နော်အဲ့လိုထပ်ပြီးတော့ကိုယ့်ရဲ့ဒီအရှိရပြီလားဆိုပြီးတော့တိုင်းလိုက်တယ်ပေါ့နော်တိုင်းလိုက်ပြီးတော့နောက်ဆုံးတစ်ခုနဲ့ထပ်တာ okay ပြီဆိုတဲ့နေရာမှာအရှိကတော့ရပ်လိုက်တယ်ပေါ့နော်အခုရေမမှတ်ရတော့ပေါ့လေနည်းနည်းတော့မှန်းထိုးရတာပေါ့ကိုရောက်ချင်တဲ့အရှိရောက်ပြီလားဆိုတော့မှန်းကြည့်ရတယ်ရောက်လာပြီဆိုလို့ရှိရင်ပြန်ထပ်ပြီးတော့ okay ပြီဆိုရင်ရက်တယ်ပေါ့နော်တခါလေကြာလို့ရှိရင်လည်းကြော်ထိုးသွားတယ်ပေါ့နော်ကြော်ထိုးမိသွားတယ်ခုရေပိုသွားလို့ပြန်ဖြုတ်ရတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဆိုရောက်ခံနေပြီဆိုရင်တရေလေးထားပြီးတော့ကိုယ့်ရဲ့ခုရေလေးတွေကိုတိုင်းပြီးတော့ထိုးလို့ရပါတယ်အဲ့တော့ဒီပတ်တန်လေးကလေလွယ်တယ်ရွှေရှင်းတယ်ပေါ့နော်အဲ့တော့လိုက်ထိုးကြည့်ခြင်းနဲ့ဆိုလို့ရှိရင်ထိုးကြည့်ပါအဲ့တော့စဒီ0ကြည့်လိုက်တဲ့အချိန်မှာတော့ဒါလေးတွေကမာမလားပေါ့နော်သူကဒီဟာလေးတွေကြက်တာဆိုတော့မာမလားဆိုပြီးတော့ထင်စရာရှိတယ်ဒါပေမဲ့တကယ်တမ်းထိုးပြီးတော့ပဝါဆက်လိုက်တဲ့အချိန်မှာတော့အရန်ကြီးမမာဘူးပေါ့နော်မမာဘူးအရန်ကြည့်အောင်တော့မစွဲနဲ့ပေါ့နော်ထိုးတဲ့အချိန်မှာခက်ပွားပွားပဲထိုးမယ်ဆိုလို့ရှိရင်တော့သူကအဆင်ပြေပါတယ်ပြီးတော့တောင့်မနေဘူးပဝါပတ်လို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်အစီစမ်းသက်ပြီးသွားပါပြီဆိုတော့သူကနည်းနည်းထူတာဖြစ်တဲ့အတွက်နှွေးမယ်ပေါ့နော်နှွေးမယ်အခု DSC ရွေးထားတဲ့ခြီလေးကလည်းသူကတိုးမွေးခြီဆိုတော့နှွေးမယ်ပေါ့နော်နှွေးမယ်ဆိုတော့အဲ့ဒါဒီပတ်တန်လေးကချစ်စရာလေးနော်ဆရာသဘောကျတယ်ဆိုတော့အခုဒီပန်းရောင်လေးနဲ့နှစ်ပြားလေးပေါ့နော်နှစ်ပြားလေးကိုစီထိုးမယ်ပြီးတော့လည်းနောက်ဆုံးမှာအားလုံးပြီးသွားပြီကိုလိုချင်တဲ့အကျယ်လေးလည်းရပြီဆိုတဲ့ခြားကြလို့ရှိရင်ရက်လိုက်မယ်ပြီးသွားရင်ဒါမျိုးလေးလိုပဲပဝါလေးပေါ့နော်ပပွားလေးတွေဒီမှာထည့်လို့ရတယ်ပေါ့နော်အဲ့ဆိုပပွားလေးတွေဒီမှာထည့်မယ်ပေါ့လေအဲ့ဒီပေါက်ကလေးတွေမှာပပွားလေးထည့်လို့ရတယ်နော်ဆိုပပွားလေးထည့်လိုက်ရင်ပိုလှမယ်ပေါ့နော်အဲ့ဒါဆိုရင်နောက်ထပ်ပပွားလေးတစ်ထည့်ရသွားပါတော့မယ်တိတ်ကြခင်တော့တွင်မှာပပွားလေးရမယ်ပေါ့နော်အဲ့ဒါလေးကိုအစီအားထိုးတဲ့ပတ်တန်လေးမျှဝေပေးရင်းနဲ့ထိုးပုံလေးကိုလိုက်ထိုးကြည့်ကြပါရှင်ဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်